မင်္ဂလာပါရှင်။သမီးနာမည်ကတော့အေးဒသာဖြစ်ပါတယ်။ Professional နဲ့ Academic လမ်းကြောင်းတစ်ခုကိုပေါင်းစပ်ထားတဲ့အတွက် NLSA ရဲ့ Professional University Program ကိုရွေးချယ်ခဲ့တာပါ။အနာဂတ်မှာ Finance Profession တွေရဲ့အကျိုးအမှုတွေဒီဘာသာရပ်တွေကိုသင်ကြားတဲ့အခါမှာပို့ပြီးတော့ထည့်ရပါတယ်ရှင်။မင်္ဂလာပါရှင်။သမီးနာမည်ကတော့ခင်ဗျတင်ဖြစ်ပါတယ်။သမီးခုသင်နေတဲ့ Professional University Program ကတော့ချင်း၄နှစ်ခွဲကြာမှာဖြစ်ပါတယ်။ England နိုင်ငံ Oxford University ကပေးတဲ့ BSc Honors Applied Accounting ဘွဲ့နဲ့ ACCA UK Member of Chartered Accounting ရဲ့မြန်မာနိုင်ငံစရင်ကောင်စီကအတိအမှတ်ပြုတဲ့ CPA တဦးဖြစ်လာမှာဖြစ်ပါရှင်။မင်္ဂလာပါကျွန်တော်နာမည်ကတော့မင်းသွေးပါဗျ။အခုကျွန်တော်တက်ရောက်နေတဲ့ Professional University Program မှာဆိုရင်ကျွန်တော်တို့ကျောင်းစာရေးနဲ့တခြားအထူးလေးတွေရှိရဗျ။ကျွန်တော်တို့ဒီပိတ်သက်ရုံနဲ့ Stock Exchange ကိုရောက်ပြီးတော့လေ့လာရတယ်မှတ်သားရတယ်တကယ်လုပ်ငန်းလုပ်နေပြီပေါ့။ဒါအပြင်ကျွန်တော်တငယ်ချင်းတွေနဲ့လည်းတို့တို့ကဒီနေ့စောင့်ကြရတယ်ဒီကျောင်းမှာလည်းကျွန်တော်တို့ဒီ size ပြကြီးတွေဟောပြောပွဲတွေလည်းကျွန်တော်တို့တက်ရောက်ရတယ်နားထောင်ရတယ်ကျွန်တော်လေ့လာမှတ်သားရတယ်အားရကြတယ်။အခုကျွန်တော်ဒီ Private Program မှာဆိုရင်ကျွန်တော်ကျောင်းစာရေးအပြင်အားကြိုင်အချိန်မှာလည်းကျွန်တော်တို့ဒီကြပြနဲ့ရတာတွေကိုလည်းသင်ရတယ်အရမ်းမိုက်တယ်ဗျာ Hi everyone, my name is Sulin Bai. I joined this professional university program as soon as I finished my IGCSE courses, and I got many friends here. And of course, I have to study hard. In 4 years, I believe I will be a professional finance professional. အားလုံးပဲမင်္ဂလာပါညီမနာမည်ကတော့မရီယာကိုဖြစ်ပါတယ် Financial Professional တရားခုလို့ပဲကိုယ်ကိုယ်လုံးချင်းအပြည့်အဝရှိပါတယ်ဒါမျိုးအရာတွေကအခက်အခဲတွေလည်းဆိုတော့သင်ရတဲ့ဘာသာတွေကအရန်ကျေပြတ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်ဒါပေမဲ့ညီမအနေနဲ့ဒီအရာတွေကိုအကောင်းဆုံးဆိုဖြတ်နိုင်တယ်လို့ယုံကြည်ပါတယ်စီးပွားရေးလုပ်ငန်းတွေလုပ်ကိုင်တဲ့အခါမှာဖြစ်စေဒီငွေရေးလုပ်ငန်းတွေလုပ်ကိုင်တဲ့အခါမှာဖြစ်စေဒီလည်းဆင်ချီလုပ်ငန်းတွေလုပ်ကိုင်တဲ့အခါမှာဒီခန္ဓာကိုယ်ဒီခန္ဓာကိုယ်ရှာဖွေဖို့စနစ်တကျတုံ့ပြန်ဖို့အရေးကြီးတာပါဒါမျိုးကိုကျွမ်းကျင်တဲ့ပညာရှင်တွေကိုရွေးထုတ်ပေးနိုင်တယ်ပုံမှန်တက္ကသိုလ်တဲ့အချိန်လေးနဲ့ထုတ်ပေးတာ Professional University